အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံသောနေ့ရက်ကလေးဖြစ်ကြပါစေဆိုတော့ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာကဘာလဲဆိုတော့ကျွန်တော်တို့မူရစ်စေဝါအထူးသဖြင့်တော့ W1 စိတ်ကြွစေပြဖြတ်တဲ့အခါမှာအဓိကကြုံတွေ့ရတဲ့အခက်အခဲဒီအခက်အခဲကြောင့်ကျွန်တော်မျှဝေပေးခြင်းတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အဓိကဒီမှာကြုံတွေ့ရတဲ့အခက်အခဲကဘာလဲဆိုတော့ကျွန်တော်ဒီရှေ့မှာပြောသွားခဲ့တယ်เนาะကျွန်တော်ဒီခန္ဓာကိုယ်ထဲမှာဒီဟာကိုမဖြစ်မနေတောင်းတတဲ့စိတ်တွေเนาะခန္ဓာကိုယ်ကနေပြီးတော့ဒီကတိကောင်းခံစားရတဲ့ခံစားချက်တွေဒီဟာတွေအားလုံးကျွန်တော်တို့ဖယ်ထားလိုက်ပြီးတော့အရေးကြီးဆုံးအချက်တစ်ချက်တည်းကိုပဲကျွန်တော်တို့ရအောင်ကျွန်တော်တိစောက်နိုင်မယ်ကြော်ဖြတ်နိုင်မယ်ဆိုလို့ရှိရင် WY เนาะစိတ်ကြွစေပြမူးစေဝါအရက်ဘယ်အောင်ဆိုဖြတ်လို့အရန်လွယ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကိုတနာတဲ့အတွက်ပေးနေတဲ့စင်ကြီးတွေเนาะကျွန်တော်စင်ကြီးတွေနဲ့ကိုကာကွယ်ထားကြတဲ့လူတွေကအဲ့ဒါဘာလဲဆိုကျွန်တော်အုံတော့အောင်ကြော်မကောင်းလို့เนาะကျွန်တော်ကအလုပ်ရှိတော့မူးစေဝါဖြတ်ခတ်နေတယ်เนาะကျွန်တော်ကမိဘနဲ့အတူတူမနေတော့တယောက်တည်းဖြစ်နေလို့ဘယ်လိုလုပ်အောင်မသိဘူးနောက်ပြီးတော့ကျွန်တော်တို့အစရှိတဲ့စင်ကြေပေါင်းမြောင်များစွာရှိတယ်เนาะကျွန်တော်အသက်ငယ်သေးလို့ကျွန်တော်အသက်ကြီးပြီမလို့ကျွန်တော်လုပ်ငန်းခွင်ထဲမှာရောက်နေတာမဟုတ်လို့ကျွန်တော်ညာဘက်မှလှုပ်လို့ရတဲ့လူမလို့ကျွန်တော်အာယုံစိုက်ချင်လို့ဒီဟာကိုသုံးခဲ့တာအခုမှဒုက္ခတွေရောက်ပြီးဖြတ်လို့မရဘူးဖြစ်နေတယ်ဆိုတော့အစရှိတဲ့ဖြစ်ဒီလိုစင်ကြေပေါင်းမြောင်များစွာနဲ့လူတွေကမိမိကိုကာကွယ်ထားကြတယ်ဆိုတော့အဲ့ဒီစင်ကြီးတွေကျွန်တော်ဘယ်ကနေဘလို့လေ့လာတွေ့ရှိခဲ့သလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ရဲ့ထိုစင်ကြီးတွေကိုသုံးခဲ့တယ်နောက်ပြီးတော့ကျွန်တော်စီကိုလာပြီးတော့ consulting ဒါယူနေတဲ့လာပြီးအတိုင်းမင်းခံဆွေးနွေးနေလူတော်တော်များများမှလည်းအဲ့ဒီစင်ကြီးတွေကိုကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့စင်ကြီးတွေအကုန်လုံးကျွန်တော်ကြော်ဖြတ်ဖြစ်ဖို့ကဘာလဲဆိုတော့စင်ကြီးတိုင်းမှာကျွန်တော်တို့အဖြေရှိတယ်ကျွန်တော်တို့အဲ့ဒီမှာအရေးကြီးဆုံးကဘာလဲဆိုတော့ကျွန်တော်ဒီမူရစ်စေဝါเนาะ WY စိတ်ကြွစေအစရှိသဖြင့်ဒါတွေကိုဖြတ်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်ဘဝမှာအခုလက်ရှိရောက်နေတဲ့ဘဝအခြေအနေတက်ပို့ပြီးတော့မြင့်နဲ့လင်းနဲ့မြတ်တဲ့ဘဝကိုရောက်ဖို့အတွက်ကပို့ပြီးတော့တည်ကြတယ်ဆိုတော့ဒါလေးကိုကျွန်တော်ရင်ထဲမှာတိတိကျကျတိတိကျကျခိုင်မာနားလေသိရှိနေဖို့အရေးကြီးတယ်ဆိုတော့အဲ့ဒါလေးခိုင်မာပြီဆိုလို့ရှိရင်ကျန်တဲ့စင်ကြီးတွေကိုကြော်ဖြတ်ဖို့အတွက်လွယ်တယ်ဥပမာခုလက်ရှိကျွန်တော်တို့အလုပ်တစ်ခုလုပ်နေတယ်လုပ်နေတဲ့အခါမှာဒီအလုပ်ထဲမှာကျွန်တော်တို့လုပ်ငန်းဝင်နဲ့ဝင်နေရင် WY စိတ်ကြွယူသူစေပြ3မိနေတာကဆွဲလန်းနေပြီဖြည့်ရခတ်နေပြီဆိုတော့အဲ့ဒီအချိန်မှာဒီအလုပ်ရှိလို့ဆိုတဲ့အကြောင်းပြချက်လေးတစ်ခုနဲ့စင်ကြီးလေးတစ်ခုနဲ့ကျွန်တော်တို့ဒီမူဝိစေဝါဖြတ်ဖို့ကိစ္စကိုအကောင့်ထဲပေါ်ဖို့တိုင်ပတ်နေကြတယ်လူအများစုကဆိုတော့အဲ့မှာအဖြေရပါလဲဆိုတော့ခုနကကျွန်တော်ရှေ့မှာပြောသွားတဲ့ဒီအကြောင်းပြချက်လေးကိုเนาะကျွန်တော်မူဝိစေဝါဖြတ်လိုက်လို့ရှိရင်ကျွန်တော်ဘောဝါဒီထက်ပို့ပြီးတော့မြင်မာလာမယ်လင်းလက်လာမယ်ပို့ပြီးတော့တန်ဖိုးရှိလာမယ်ဆိုတော့အသိစိတ်ကလေးကိုရင်ဝင်ပိုက်ပြီးတော့ကျွန်တော်တို့အခုလက်ရှိဒီအလုပ်ကိုเนาะအကြောင်းတစ်ခုပြပြီးတော့နားလို့ရသည်ဖြစ်စေဒါမှမဟုတ်ထွက်လိုက်ရသည်ဖြစ်စေเนาะကျွန်တော်တို့ဒါကိုဆုံးဖြတ်ချက်ချဆောင်ရွက်ပြီးတော့ကျွန်တော်တို့မဖြစ်မနေမူဝိစေဝါကိုဖြတ်မယ်ဆိုလို့ရှိရင်ဒီမူဝိစေဝါပြတ်ပြီးသွားတဲ့အခါမှာနော်ကျွန်တော်တလားလောက်တော့အချိန်ယူရမယ်အဲတလားလောက်အချိန်ယူပြီးသွားတဲ့အခါမှာကျွန်တော်တို့ဘဝတွေကဒီထက်ပို့ပြီးတော့ကောင်းတဲ့အလုပ်ဒီထက်ပို့ပြီးတော့အဓိပ္ပာယ်ရှိတဲ့ဘဝဒီထက်ပို့ပြီးတော့လင်းလက်တဲ့အခြေအနေတွေကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်အခုပြောသွားတဲ့ဟာတွေအကုန်လုံးမှာကျွန်တော်လည်းထုံနည်း၎င်းပဲကြုံတွေ့ခဲ့ရတယ်ကျွန်တော်လည်းစင်ကြေပေါင်းများစွာပြီးခဲ့တယ်အဲ့ဒီစင်ကြေတွေကကြားတဲ့ခါမှာဘာဖြစ်လာလဲဆိုတော့မူရမာယာတွေဖြစ်လာတယ်เนาะကျွန်တော်တို့ကအစကတော့ဒါကိုအကြောင်းအရာခိုင်မာတဲ့เนาะအကြောင်းပြချက်တွေဖြစ်သတ်မှတ်ပြီးတော့ကျွန်တော်တို့ကိုယ့်ကိုကာကွယ်ခဲ့ကြတယ်ဒါပေမဲ့နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ဒီမူဝိစေဝါကိုဖျက်ဖို့ကြိုးစားရင်ဒီစင်ကြေတွေပေးရင်နဲ့ကျွန်တော်တို့ဒီမူဝိစေဝါသုံးဆွဲဖို့အတွက်เนาะကျွန်တော်ဒီ WY စေးပြောင်းနှိမ့်စင်တဲ့အမြမဖြစ်မနေအသုံးပြုရဖို့အတွက်ကျွန်တော်တို့အတွက်ခိုင်မာတဲ့ယုံကြည်ချက်တွေเนาะခိုင်မာတဲ့အကြောင်းပြချက်တွေခိုင်မာတဲ့နောက်ပြီးတော့ဗာလဲဆိုတော့မူရမာယာတွေဖြစ်လာတယ်အဲ့လိုမူရမာယာအဆင့်ရောက်သွားပြီဆိုလို့ရှိရင်ကိုနဲ့ကိုအနီးနားမှာရှိတဲ့ကိုရဲ့မိဘဆွေမျိုးเนาะကိုချစ်ခင်တဲ့လူတွေနဲ့ထားရှိကြတဲ့ယုံကြည်မှုဟာတဖြည်းဖြည်းနဲ့ယုံနေလာပြီးတော့ပြန်တိဆောက်ဖို့ခဲရင်လာတယ်ဆိုတော့ဒါလေးကိုမဖြစ်ရအောင်လို့ဆိုလို့ရှိရင်ကျွန်တော်ဘာလို့တတိထားရမလဲဆိုတော့အဲ့ဒီစင်ကြေတွေကိုကျွန်တော်အကြောင်းအရာတစ်ခုအဖြစ်เนาะကျွန်တော်အကြောင်းပြချက်တစ်ခုအဖြစ်ခိုင်မာလာအောင်မစောင့်ပါနဲ့เนาะအဲ့စင်ကြေတွေကိုကျွန်တော်တို့ဖြည့်ဖြတ်ပြီးတော့မရအောင်မူဝေစေဝါကိုစွန့်လွတ်ပါစိတ်ကြွစေပြားเนาะ WY အစရှိသဖြင့်စေးကြောက်ဒါတွေကိုစွန့်လွတ်ဖို့အတွက်ခွန်အားတစ်ခုဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးရင်းနဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံသောနေ့ရက်ချင်းခါလေးဖြစ်ကြပါစေခင်ဗျာ